လူတယောက်ဟာအသက်83နှစ်အရွယ်တိတ်မိယောဂခံစားနေရတဲ့အဖိုးတယောက်စီကိုကားတစ်စီးရောက်မှုစူးစမ်းခဲ့ပြီးတကယ်တော့အဖိုးကိုစာချုပ်ပေါ်မှာလက်မှတ်ထိုးခိုင်းမှုစီယုံလုံဆောင်နိုင်ခဲ့တာပါအဲ့ဒါကဒေါ်လာ9000နီးပါးတန်ကြေးရှိတဲ့အသစ်ဆက်ချစ်ကားတစ်စီးပဲဖြစ်ပါတယ်တကယ်တော့အဖိုးအိုမှာကားမောင်းလိုက်စင်လည်းမရှိသလိုကားလည်းမမောင်းနိုင်တာလည်းတော်တော်ကြာနေပြီဖြစ်တဲ့သူပါနောက်ပိုင်းမှာတော့အဖိုးအိုဟာစတိုးဆိုင်ကိုတွားမလို့ဆိုပြီးထွက်သွားခဲ့ရကနေနိုင်ပေါင်း30ကျော်ကြာအောင်ပျောက်ချင်းမလပျောက်ကွယ်သွားခဲ့ပါတယ်သူပြန်လာတဲ့အချိန်မှာတော့အဲ့ဒီချစ်ကားကြီးကိုမောင်းပြီးပြန်လာခဲ့တာပါအဲ့ဒီနောက်တိတ်မကြခင်မှာပဲအဖိုးအိုဟာကွယ်လွန်သွားခဲ့ပါတယ်အဲ့ဒီအခါမှာတော့သူ့ရဲ့မိသားစုဟာသူကိုယ်တိုင်တောင်မမှတ်မိတော့တဲ့အဲ့ဒီဝယ်ယူမှုအတွက်လစဉ်လတိုင်းဒေါ်လာရာနဲ့ချီတဲ့ငွေတွေကိုမဖြစ်မနေအကျွေးဆက်နေကြရပါတော့တယ်